ဒီညကတော့ကျွန်တော်တို့ချင်းမိုင်မှာရှိတဲ့ချင်းမိုင်မြို့မှာရှိတဲ့လေပတ်စီအကုန်လုံးသွားလည်မှာဖြစ်ပါတယ် Night life in Chimay ကောင်းပြီမန်ကြီးဘလို့ရရှေ့မှာဂျိန်းတော့စန်ဖရဖြစ်ပါတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့မြန်မာဆိုင်နေနဲ့မြန်မာ community ရှိရဲ့ချင်းမိုင်က Memories of ချင်းမိုင်ဆိုတဲ့နေရာပါဒီမှာတော့ဝင်ပေါက်ပါ Memories of ချင်းမိုင်ညာတို့အားမြန်မာဆိုင်နေအဲ့ရတိုင်းမှာကဘုံတယ်ရောပြန်ဝုတ်ကြောင်းဟုတ်တယ်ဟုတ်တယ်ပြီးနေပြန်ဝုတ်ကြောင်းပြန်ဝုတ်ကြောင်းဒါဟင်းတော့โอเคอ่ะ40ตาတို့ကိုအမောတသားတို့ကိုရဒီမှာအကျော်ဆုံးဒီဘိတ်ရဘိုင်းအဲ့ဒီဘိုင်းဒီမှာနေတိုင်းဖွင့်လားပေးရမရှိနေတိုင်းဖွင့်မှာပေးရမရှိပါဘူးဒါပါလေကောက်ဆွဲကြည့်ရတာဒီတသားလုံးကျော်မျိုးမင်းကျော်ဘာညာကောက်ဆွဲပဲကောက်ဆွဲလေချက်ပေါင်းဂျုံခေါင်းဆွဲဟောဒီအလဲမှာကျတော့ခုံကြီးချတာပြီးတော့ဘောဝဲပါဗျာမိုက်တယ်ဘောလုံးခေါမဘောလုံးဝဲပါဗျာဟောသားတို့လိုဟောသားတို့ကိုလည်းရှိပါတယ်ဆုံးသာတုတ်ပါရဲ့ရတယ်အိန္ဒိယစာကြိုက်လဲပွေးတယ်အိန္ဒိယနဲ့ဟောတယ်ပြရမင်းကျော်လည်းရှိတယ်ကတ်ပြီးကျော်ဒီနေ့မျိုးတော့ဟုတ်တယ်နှလုံးလေးတော့ဒီကူဒီရရဲတောင်းတော့နှစ်ဆိုင်တော့ရှိရပါဟုတ်ဆိုင်ဟောသားတို့လည်းရှိတယ်ဟုတ်တယ်ရဒီရတော့ဒီရတော့ပါပြပြချင်းပေါ့မလုံးပါနဲ့ဗျာဘယ်လိုဖြစ်တာအဲ့ရဘုံမရဘုံကြားကြရဟုတ်တယ်ဒီလိုခေါ်လဲငါတရားမလို့တော့ဖောက်ဆွဲခိုင်မုတ်တီကဝေးရမီဆိုင်နေမယ်နေမိုက်အဲ့အဝယ်ပြီးဒီမှာမိုက်စားစိတ်တော့ရအောင်envelope ရှိမှာဆိုင်ကယ်ဒီမှာမြင်ပါနဲ့ဟိုဘက်မှာပါကင်ရှိပါတယ်ရောက်ဆိုင်ကယ်ဒီမှာမြင်ရတယ်ဗောနော်အဲ့မိုက်ရဝင်းရတော့ဒီလောက်ပဲဟောပါလိုက်လောက်ထားတာအဲ့ဒါတော့မိုက်ဘာကောက်ပါအေးကြည့်လိုက်ဒီဘက်မှာလည်းထိုင်ုံလေးရချစ်စရာလေးတော်ဒီမှာကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်ဒီဘက်တွေလည်းမိုက်တယ်လုံးဝ private ဖြစ်ဒါတော့မိုက်တယ်ဗျာအားကြီးဆေးအောင်လို့ဟိုရီဆော့ချင်မ你没拍？哎呀妈啦，给人约约。妈妈。我会发你嘛？ဒုက္ခတာယာပါဒုက္ခတာယာပါလည်းရှိတယ်ဆောင်းလိုက်စားမယ်မသိဘူးဟာလေဒီကတော့အောင်ဆက်ပြီးတဲ့လင်းကလည်းသုံးရဟုတ်ပါဘူးအာလူကူတွေရကူရစားတတဒါပါပဲ memory ဆိုချင်းမှရ